လူလောကကြီးမှာလူရလို့ဖြစ်လာတယ်ငါတယောက်တည်းဖြည့်ရှင်းလို့မပြေလည်နေတဲ့ပြဿနာတွေငါတွေ့ရမှာပါလားငါတမိသားစုလုံးပေါင်းပြီးတော့ဖြည့်ရှင်းလို့တောင်မပြေလည်နိုင်တဲ့ပြဿနာမျိုးတွေငါတွေ့ရမှာပါလားမိတ်ဆွေကောင်းရဲ့အကူအညီမပါဘဲနဲ့ဘယ်လို့မှမပြေလည်နိုင်တဲ့ပြဿနာမျိုးတွေငါတွေ့ရမှာပါလားဆိုတော့ဘုန်းကြီးတို့ဘာလို့မလို့နားလည်ထားမယ်ဇုကူညီမှမလို့ဘူးလို့မှန်ကြီးနဲ့ဘုန်းကြီးတို့တင်းနေလို့မရဘူးလူလောကကြီးမှာသူလိုရင်ငါကူညီမယ်ငါလိုရင်သူကူညီပါစေဆိုတော့ချင်းချင်းဖေးမမဲ့စိတ်ထားလေးနဲ့စစ်မှန်တဲ့မေတ္တာတရားနဲ့ကူညီမယ်စောင့်ရှောက်မယ်ဆိုတဲ့စိတ်ကလေးနဲ့ကိုယ့်ဘက်ကလည်းဖြူစင်တဲ့အဲ့ဒီစိတ်ရင်းခံလေးနဲ့ပေါင်းသင်းထားဖို့တော့လည်းလိုမယ်ပေါ့နော်မိတ်ဆွေကောင်းဆိုတာပထမအဆုံးချမ်းသာကိုလူငယ်လေးတွေကြီးတရားနာပိဋကတိတိကျကျနားထောင်အဋ္ဌမိဇာတမိဒုက္ခတဟယအရေးရဲ့အကြောင်းရဲ့အမှုကိစ္စကြီးငယ်တစုံတရာပေါ်လာပြီးဖြစ်လာပြီးဆိုရင်မိကောင်းဆွေကောင်းရှိတဲ့ပုဂ္ဂိုလ်တွေချမ်းသာကြလိမ့်မယ်တဲ့ဘဝမှာလက်တွေ့ကြတဲ့ချမ်းသာမိတ်ဆွေကောင်းရှိခြင်းဒီချမ်းသာတယ်လို့မပြောဘူးသူ့ရှိကဝိသေသနာစကားလေးထည့်ပြီးတော့ပြောတာသတိထားရမယ်အရေးအကြောင်းတစုံတရာကြုံလာရင်တဲ့အရေးအကြောင်းတစုံတရာမကြုံနိုင်တဲ့လူဘဝဆိုတာရှိနိုင်သလားအသက်တရားမနေရတော့လဲဟောအမှုတရားတွေ့တတ်တယ်ငယ်ရွယ်သူလေးတွေကအဲ့ဒီစကားပုံကိုကြားချင်မှကြားဘူးမှာနော်အသက်တရားမနေရတော့လဲအမှုတရားတွေ့တတ်တယ်လူတစ်ခုပူမှုရတဲ့ဆဲကလေးတဲ့နော်အဲ့တော့ပြောရင်တာကဖြည့်ရှင်းစရာကိစ္စတွေအမှုကိစ္စကြီးငယ်တွေအရေးရဲ့အကြောင်းရဲ့ဆိုတာလူဘဝမှာအများတန်းလိုတွေ့နေရတာအဲ့လိုတွေ့လာကြုံလာပြီဆိုရင်မိကောင်းဆွေကောင်းရှိတဲ့လူတွေကအဲ့ဒီမိကောင်းဆွေကောင်းရဲ့အကူအညီနဲ့သက်သာခွင့်ရကြတယ်ချမ်းသာခွင့်ရကြတယ်ကိုကြီးမိကောင်းဆွေကောင်းမရှိဘူးဆိုရင်အဲ့ဒီအချိန်မှာအဲ့ဒီလိုဒုက္ခရောက်ပြီဟုတ်လားဒါကြောင့်ဘုန်းကြီးတို့တွေဟာလူလောကကြီးမှာလူရလို့ဖြစ်လာတယ်ငါတယောက်တည်းဖြည့်ရှင်းလို့မပြေလည်နိုင်တဲ့ပြဿနာတွေငါတွေ့ရမှာပါလားငါတမိသားစုလုံးပေါင်းပြီးတော့ဖြည့်ရှင်းလို့တောင်မပြေလည်နိုင်တဲ့ပြဿနာမျိုးတွေငါတွေ့ရမှာပါလားမိတ်ဆွေကောင်းရဲ့အကူအညီမပါဘဲနဲ့ဘယ်လို့မှမပြေလည်နိုင်တဲ့ပြဿနာမျိုးတွေငါတွေ့ရမှာပါလားဆိုတော့ဘုန်းကြီးတို့ဘာလို့မလို့နားလည်ထားမယ်ဇုကူညီမှမလို့ဘူးလို့မှန်ကြီးနဲ့ဘုန်းကြီးတို့တင်းနေလို့မရဘူးလူလောကကြီးမှာသူလိုရင်ငါကူညီမယ်ငါလိုရင်သူကူညီပါစေဆိုတော့ချင်းချင်းဖေးမမဲ့စိတ်ထားလေးနဲ့စစ်မှန်တဲ့မေတ္တာတရားနဲ့ကူညီမယ်စောင့်ရှောက်မယ်ဆိုတဲ့စိတ်ကလေးနဲ့ကိုယ့်ဘက်ကလည်းဖြူစင်တဲ့အဲ့ဒီစိတ်ရင်းခံလေးနဲ့ပေါင်းသင်းထားဖို့တော့လည်းလိုမယ်ပေါ့နော်မိတ်ဆွေကောင်းဆိုတာကိုကနေရာတကာကိုကျိုးစီဝါရေရှည်တန်းတင်ပြီးတော့ပေါင်းသင်းမယ်ဆိုရင်တော့လည်းပဲကိုမိတ်ဆွေတွေကသူတို့ရဲ့အကျိုးစီးပွားကိုပဲသူတို့လည်းရှည်တန်းတင်ပြီးတော့ကိုယ့်ကိုအသုံးချသွားကြမှာပဲမိတ်ဆွေလို့ဆိုတော့လည်းပဲမိတ်ဆွေတိုင်းကောင်းနေတာမဟုတ်ဘူးတခါကလူနှစ်ယောက်ခရီးသွားကြတော်တဲ့ရောက်မိကောင်းဆွေကောင်းဆိုတာဘယ်လိုကူညီရတဲ့စောင့်ရှောက်ရတဲ့ဘာညာပြောရင်းနဲ့သွားကြတယ်အဲ့လိုသွားတော့ဘွားဆိုရှိရဝုန်းဝင်ကြီးကတခါလဲလိုက်တယ်လိုက်တော့တယောက်တော့သူဟာတစ်ပင်ပေါ်တက်ပြေးကိုလိုယုံပြီးတော့တယောက်ကတစ်ပင်ပေါ်ပြေးချိန်မရလိုက်ဘူးအဲ့ဒါနဲ့ဘာလုပ်တော့ဆိုဘုံဆိုတခါလဲပြစ်လက်ချာသူ့မှာငါကကြားဘူးတဲ့ဘုသူတာတွေကသူ့အသက်ကိုခဲတာပေါ့ဒီလိုတော်ရိုင်းတိရစ္ဆာန်တွေနဲ့တွေ့ရင်သေခြင်းဟာဆောင်းနေရတယ်အသက်မရှူနဲ့အဲ့ဒါဆိုရင်အဲ့ဒီကောင်လေးကအန္တရာယ်မပြုဘူးလို့သူကြားဘူးတယ်အဲ့ဒါနဲ့တောင်းကြီးလှုပ်ဝဝင်ကြီးကဟိုကလဲနှံတရားလဲနှံခေါင်းနှံနရွက်နှံပါနှံအကုန်လိုက်နှံအသက်မရှူရဲဘူးတောင်းခဏနေတော့ဝဝင်ကြီးကစိတ်ချလက်ချဒါသေပြီဆိုတဲ့သဘောမျိုးနဲ့ထွက်သွားအဲ့ဒီကြောင့်မှတစ်ပည့်မောဟလူကတခါလေးဆင်းလာဝဝင်ကြီးကမျက်နှာလေးကိုကပ်ပြီးတိုးတိုးနဲ့ဘာတွေပြောရတော့လို့မေးဟုတ်လားအဲ့တော့အဲ့လူကဘာပြန်ပြောတော့ဆိုတော့နောက်ကိုအရေးကြုံရင်ထွက်ပြေးတဲ့မိတ်ဆွေနဲ့ဘယ်တော့မှခီးအတူမသွားနဲ့လို့ပြောတာနော်အရေးကြုံရင်ဘာလို့မှထွက်ပြေးကြမှာနော်အဲ့တော့ကိုကလည်းအရေးကြုံရင်ထွက်ပြေးမဲ့အမျိုးသားတွေကဆိုရင်ကိုမိတ်ဆွေတွေကလည်းအရေးကြုံရင်ထွက်ပြေးမှာပေါ့အဲ့တော့ကိုယ့်ဘက်ကစစ်မှန်တဲ့စေတနာနဲ့မေတ္တာနဲ့ပေါင်းသင်းထားဖို့တော့မလိုဘူးလားလိုတယ်ဒါလူငယ်လေးတွေနော်ရည်မြေကြားမှာနေကြလားမိတ်ဆွေဆိုတာအများကြီးကိုရှိထားတဲ့နယ်လို့ဘုန်းကြီးထင်တယ်ဒီအရွယ်လေးတွေငယ်ငယ်ကသင်ခဲ့ရမှာမဟုတ်ဘုန်းကြီးတို့ငယ်ငယ်ကသင်ခဲ့ရတာရှိတယ်ခေါင်းသုံးလုံးရှိသူမိဝဲစိကပ်ပါအိမ်နောက်ဖေးဈေးဆိုင်တဲ့ပါတနေ့ပစိုးသုံးကလဲဝဲပါခေါင်းတရားသားကိုစားပါတရွာတကြီးဆောက်ပါ
ကြားဘူးလားမသိဘူးကြားဘူးရင်မပြောတော့ဘူးရှေ့ဆက်သွားမယ်နော်တရားတကြီးဆောက်ပါဆိုဘာပြောရတော့နေရာတိုင်းမှာကိုမိတ်ဆွေရှိရမယ်လို့ပြောတာနော်အဲ့ဒီအကြောင်းအရာလေးတွေအလုံးမပြောစရာကောင်းတယ်နားလည်စရာကောင်းအဲ့တော့ဘုန်းကြီးတို့ပြောချင်တာကမြတ်စွာဘုရားမြင်တယ်လူရလို့ဖြစ်လာရင်ပြဿနာတွေဆိုတာကြုံရမှာကြုံလာတဲ့ပြဿနာတွေဟာတယောက်တည်းမရှင်းနိုင်ဘူးဆိုတာသိတယ်ဒါကြောင့်အစုအဖွဲ့လေးနဲ့ဝိုင်းဝန်းပြီးတော့ကူညီမှစောင့်ရှောက်မှတယောက်အဲ့လိုကူညီတဲ့သဘောလေးနဲ့သွားမှအစဉ်ပြေကြမယ်ဆိုတာမြင်တဲ့အတွက်ကြောင့်အထံမိဇာတံမိဒုက္ခတာဟာအဲ့ဒီချမ်းသာဒုက္ခကိုအရင်ဆုံးဟောလိုက်တာအရေးကြုံလာရင်မိတ်ဆွေကောင်းရှိမှချမ်းသာ